တွေရမ်းရွာနေပါတယ်အခုမားတွေနဲ့ကော်ဖီကိုတက်ချိန်ထားတာပေါ့နော်2နာရီခဲကိုမိုးကခက်တီကို2နာရီခဲမှရွာချလိုက်ပါတယ်ဒါပေမဲ့ကွင်းတော့သွားကြည့်လိုက်မယ်ပေါ့နော်မိုးရမ်းရွာနေတော့လည်းမစင်စကားပြောပြီးတော့ပြန်လာတာပေါ့နော်အခုတော့ကွင်းကိုသွားနေပါတယ်ချင်းတော်ပါတယ်ရွာချပြီးသွားပြီးတော့အခုနည်းနည်းလေးတိတ်သွားလို့ကွင်းစင်းကြည့်မှာပေါ့ဆိုင်လိုက်အောင်လေမိုးရွာထားတာမိုးရွာထားပြီးတော့ကြောက်နည်းနည်းလေးတော့မြတ်တရားဆိုပြီးဒါပေမဲ့ရိုက်ကြည့်မယ်ဒီနားပြီးကောင်းတယ်ဖဲဝေးလဲတက်တယ်ပဲစိတ်ပန်းပြလေးနဲ့ချင်းရှူပဲလေးနဲ့ဟိုမှာဆိုရင်စိတ်ပန်းပြလေးနဲ့driver good ကောင်းတယ်ဝင်းဒူပတ်ရနော်ထရှူတီလေးနဲ့ထရှူတီလေးနဲ့ထရှူပဲနေအများကြီးရှိဘလို့လဲတောင်ကြီးကွင်းတော့သူထရှူပဲနေတယ်မိုးရွာတာထရှူပဲနေတယ်ပြင်းနေတာခုဆို8ကျင်း9ကျင်းဆို2ကော်နာပဲကျန်2ကျင်းပဲကျန်ရမ်းလာနေဝင်ပါပြီရမ်းလာပါတယ်ဒီဘက်ကလက်ဒီဘက်ကလက်နေဝင်လာလေရမ်းလာရဲ့ဒါနောက်ဆုံး9ကျင်းမြောက် second corner ကို18ကျင်းဖြစ်သွားတာပေါ့နော်ဟုတ်တယ်18ကျင်းအပါရိုက်လိုက်ပါအောင်မယ်နောက်ဆုံးကျင်းမှာနေဝင်ချိန်လေးပါလို့တယ်တောင်ကြီးမျိုးရဲ့ကွယ်လေရမ်းလာပါလေကဲလာတော့မနော်ကောင်းတယ်ဘောလုံးထွက်တာနေဝင်ချိန်ဆိုတော့ဒီပြန်มาပြီရှင်
နှစ်ကော်နာရိုက်လိုက်ပါတယ်ညနေခင်းဆိုမပူတော့ရိုက်လို့ကောင်းတယ်မပင်ပန်းဘူးပေါ့ချိန်တာနှစ်ခွဲပေါ့နော်မိုးရွာသွားခါကြတော့နိုင်ဝက်လောက်တော့ဆောင်းရတော့3နာရီမှစတယ်နှစ်ကော်နာကိုအခု6ခွဲပြီးရပေါ့နော်3နာရီခွဲလောက်တော့ကြာပါတော့နှစ်ကော်နာကိုလေဟုတ်ကဲ့ပါဒီနေ့အတွက် vlog golf ရိုက်တဲ့ vlog လေးကတော့ဒီလောက်ပါပဲ